ကွန်ပျူတာဆိုတာမျိုးဟာတွက်ချက်တက်စက်တစ်ခုတက်ပဲဖြစ်ပါတယ်သူ့မှာသုံးနောက်မရှိပါဘူးတဲ့ဘာမြင်ဒုံးကြည့်လို့ကွန်ပျူတာကထင်သွားနိုင်ပါတယ်တဲ့ရှင်ဒီစကားဟာကဘာကြီးကိုကဲတင်လိုက်တဲ့သူတယောက်ကပြောသွားတဲ့စကားဖြစ်ပါတယ်ရှင်ကွန်ပျူတာဆိုတာလူဆိုးလည်းမဟုတ်သလိုလူကောင်းလည်းမဟုတ်ပါဘူးရှင်သူ့မှာပုံနောက်မှမရှိတာရှင်1983ခုနှစ်စက်တင်ဘာ26ရက်တနိုင်ငံနဲ့တနိုင်ငံသူရင်ပြစ်မယ်ငါရင်ပြစ်မယ်ဆိုပြီးအမေရိကန်နဲ့ဆိုဗီယက်ရုရှားနှစ်နိုင်ငံဟာဒုံးကျည်ရာပေါင်းများစွာကိုအသင့်ပြင်ထားခဲ့တာနှစ်ပေါင်း30ကျော်ခဲ့ပါပြီဟိုဘက်ကပြစ်တော့မယ်လို့နှစ်ဖက်စလုံးကထင်နေကြပါတယ်ဘယ်သူအရင်ပြစ်မလဲစောင့်ကြည့်နေကြတာပါနှစ်နိုင်ငံရဲ့လက်ထက်မှာကင်ထားတဲ့နျူကလ িয়ার ဒုံးကျည်တွေကိုသာအကုန်ဖောက်ခွဲပစ်မယ်ဆိုရင်ကမ္ဘာကိုအကြိမ်20လောက်ဖျက်ဆီးလို့ရပါတယ်တဲ့ဒုံးကျည်တွေအကုန်လုံးကနှစ်နိုင်ငံစလုံးရဲ့မြေအောက်ခန်းတွေမှာပဲအစဉ်သင့်ရှိနေကြတာပါ1983ခုနှစ်မှာဆိုဗီယက်တွေဘက်ကနေကွန်ပျူတာအချက်ပေးစနစ်တစ်ခုကိုတည်ထွင်လိုက်ပါတယ်အမေရိကန်တွေဘက်ကနေဒုံးကျည်လွှတ်လိုက်ပြီဆိုတာနဲ့အဲ့ဒီကွန်ပျူတာကဆိုဗီယက်စစ်တပ်ကိုချက်ချင်းအသိပေးနိုင်ပါတယ်။တာမန်လူသားတွေထက်စိတ်ချရတဲ့အမှားလုံးဝမလုပ်တတ်တဲ့နောက်ဆုံးပေါ်ကွန်ပျူတာစနစ်လို့ဆိုပါတယ်ရှင်။1983ခုနှစ်စက်တင်ဘာ26ရက်အောင်ကြည့်ဖို့အတွက်ပက်ထရော့ကိုတာဝန်ပေးထားပါတယ်။ပက်ထရော့ဆိုတာကဆိုဗီယက်လေတပ်ခန့်စင်းရဲ့ဗိုလ်မှူးကြီးတစ်ယောက်ပါ။စက်တင်ဘာ26ညတကောင်ကြောမှာအချက်ပေးခေါင်းလောင်တန်တွေမြည်လာတယ်။အရေးပေါ်မီးတွေလင်းလာတယ်။အမေရိကန်တွေဘက်ကနေဒုံးကျည်တစ်လုံးပြစ်လွတ်လိုက်ပြီလို့ကွန်ပျူတာကတတိပေးတယ်။ဒီရဲ့အရာရှိတွေအကုန်လုံးပြစ်သေးသွားတယ်ပေါ့ရှင်။အဲ့ဒီအချိန်မှာနောက်ထပ်အချက်ပေးမီးတွေထပ်လင်းလာတယ်ရှင်။ဟိုဘက်ကဒုံးကျည်တစ်လုံးထပ်လွတ်လိုက်ပြန်ပြီဆိုပြီးအချက်ပေးတယ်ပေါ့ရှင်။ပြီးတော့နောက်ထပ်ဒုံးကျည်တစ်ခုနောက်ထပ်တစ်ခုစုစုပေါင်းနျူကလ িয়ার ဒုံးကျည်9ခုတဲ့ဆိုဗီယက်ကိုအမြင့်ဖြုတ်ပစ်ဖို့ဒုံးကျည်တွေစုပြုံလွှတ်လိုက်တာပက်ထရော့ကိုအထက်ကအမိန့်ပေးထားပြီးသားပါဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဖုန်းကိုအမြန်ကောက်ကင်တင်ပို့ရမယ်ကိုယ့်ဘက်ကနေချက်ချင်းပြန်ပစ်ဖို့စီစဉ်ရမယ်တဲ့အမြန်ပြန်မဖြစ်ဖဲစောင့်ကြည့်နေလို့ကြာသွားမယ်ဆိုရင်အမေရိကန်ဘက်ကဒုံးကျည်တွေရုရှားခံစစ်စခန်းတွေစီကိုကြာလာမယ်ရုရှားတနိုင်ငံလုံးပြဖြစ်သွားမယ်လူတွေတန်းပေါင်းများစွာသိမယ်မသိဘဲနဲ့ကြံနေခဲ့သူတွေလည်းအမေရိကန်လက်အောက်ကိုရောက်သွားမယ်ကွန်ပျူတာဆိုတာမျိုးဟာတွက်ချက်တက်စက်တစ်ခုတက်ပဲဖြစ်ပါတယ်သူ့မှာသုံးနောက်မရှိပါဘူးတဲ့ဘာမြင်ဒုံးကျည်လို့ကွန်ပျူတာကထင်သွားနိုင်ပါတယ်တဲ့ရှင်ဒီစကားဟာကဘာကြီးကိုကဲတင်လိုက်တဲ့သူတယောက်ကပြောသွားတဲ့စကားဖြစ်ပါတယ်ရှင်ကွန်ပျူတာဆိုတာလူဆိုးလည်းမဟုတ်သလိုလူကောင်းလည်းမဟုတ်ပါဘူးရှင်သူ့မှာအုံနောက်မှမရှိတာရှင်ဒါပေမဲ့ကျမတို့မှာအုံနောက်ရှိတယ်လေအသက်ရှူတတ်တယ်ဒီတော့ဖြစ်သမျှအပြစ်တွေဟာကျမတို့အပြစ်ပဲဖြစ်လာမှာပါဒါကြောင့်အချိန်နည်းနည်းလေးယူပြီးစဉ်းစားတွေးခေါ်ပြီးမှလုပ်တဲ့အလုပ်တွေဟာတမိုးရှိတယ်လို့ပြောကြခြင်းပဲဖြစ်ပါတယ်ဒီဖြစ်ဟာတကယ်ဖြစ်ခဲ့တာပါအကယ်၍သာပက်ထရော့ကအချိန်ခဏလေးယူပြီးမစင်စားဘဲနဲ့အမေရိကန်ဘက်ကိုဒုံးကျည်တွေနဲ့ပြန်ပစ်ခဲ့မယ်ဆိုရင်အသက်ပေါင်းများစွာထိခိုက်နစ်နာဆုံးရှုံးရမှာဖြစ်ပါတယ်ဆိုတော့ဒီဖြစ်လေးကိုကျမတို့အနေနဲ့သင်ခန်းစာယူပြီးတော့ဘယ်အရာကိုပဲဖြစ်အချိန်ယူပြီးစဉ်းစားပြီးမှဆုံးဖြတ်ကြမယ်ဆိုရင်ရာဂိုင်နှုန်းတော်များအမှားနည်းမယ်လို့ကျမထင်ပါတယ်ရှင်ကျမဒီဆောင်းပါးလေးကိုဆရာချမ်းမြေဝင်းဘာသာပြန်ထားတဲ့ဒီဆောက်လေးတွေကနေဖတ်ပြခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်